တရားနော်ယူကီကိုရင်စောက်ထားတဲ့အင်္ဂလိပ်ကိုပြပါမယ်အိုင်ဒီလေးပါနေဒါပေမဲ့အထဲမှာတော့ပစ္စည်းလေးရသိမရှိဘူးနော်သိမရှိတဲ့အတွက်ကြောင့်မလို့တိခံပြီးတော့ကြည့်ပြတာပေါ့နော်ပြအိမ်လေးကိုတူပါလိမ့်မယ်အဲ့ဆိုနော်ကိုရီးယားမီနိုးပရိုတဲဝင်ပြီးတော့မှာပေါ့နော်ဘာရဲ့အိုင်ဒီလေးပါအိုင်ဒီကမှတခုပဲရေးတယ်ပေါ့နော်အဝေးကနေတစ်ချက်အရင်ပြတယ်ဒါအစမ်းဆောက်ထားတာဖြစ်တဲ့အတွက်ဟိုနည်းနည်းတော့နာဘောပြောရတယ်အကုန်လုံးပြန်ပြောတာဒီလားအော်ပြောတယ်ကြလာတယ်အဲ့ဟောဒါပဲပြောရှင်းရှင်းတော့တယ်ဒီကသူ့ရှိတော့တော့ပြောအမနော်ပြန်အေးလေးပါစပွေးမောင်နော်ထိုင်လို့ရပါရဲ့ဒီမောင်နော်အစမ်းဆောက်ထားဖြစ်တဲ့အတွက်နည်းနည်းတော့လာကြည့်ပြဖို့ကိုဒါဆိုဒီမှာယူကီပတ်ကနေပြီနော်ယူကီကအပြန်ကြိုက်တာလားဆိုအပြန်ရောတော့မကြိုက်ပါဘူးတိတော့မကမလေးတောက်လာမိထားဘူးနော်မကြောက်ကြိုက်တာလားယင်းကြောင်ကြိုက်တာမဟုတ်ပါဘူးရှင်ညီမလေးအမအနီအောင်ကြိုက်ပါရဲ့အမနေနေအောင်မပေါ့နော်အမလိုပြောနေရအမကလည်းပြောနေပေါ့နော်အခုမှအတန်းကဘယ်နဲ့တန်းလဲဆိုတာပြပါမယ်ပုံတန်းပဲရှိပါသေးမမလို့မခွတ်ချပါနဲ့နော်တော်တော်မှလာခေါ်ရလို့ပါအမလေးတယောက်ပေါ့နော်လာခေါ်ရလို့ပါအားဒီလိုပြပါချင်မရှိသုံးနိုင်မရှိပါသေးတယ်အပြင်မှာလည်းသုံးနိုင်ပဲပေါ့နော်အထဲမှာတော့ကျမတို့သိပါဒီကျမပေါ့နော်မိုက်လား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 မိုက်တယ်မလားအိုင်ဒီယာတော့ comment ဒီမှာချပေးထားပါမယ်ရှင်ဒီမှာပေါ့နော်လာဟုတ်ကြာခေလေးပါဘိုင်ဘိုင်